အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပိန်းဦးမြောက်ဦးတို့နဲ့တူတဲ့ဥတမျိုးရဲ့ကလပဲလုံးရဲ့ကိုအသုံးပြုပြီးတော့မှအနည်းဟင်ချက်ပြရမှာဖြစ်ပါတယ်အခြားပါဝင်တဲ့ ingredients တွေကတော့ဂျင်းကြက်သွန်ဖြူကြက်သွန်နီခန်းကျင်ဒီပဲဖြစ်ပါတယ်အရင်ဦးဆုံးအိုးရဲကိုစီနှဲငယ်ထည့်မယ်စီပူလာပြီဆိုလို့ရှိရင်ကြက်သွန်ဖြူရဲ့ကြက်သွန်နီရဲ့ကိုစီတက်ပါမယ်ကြက်သွန်ဖြူကြက်သွန်နီအနက်မွေးလာပြီဆိုလို့ရှိရင်ဂျင်းကိုချစ်ပြီးတော့မှထည့်လိုက်ပါမယ်ဂျင်းကိုလည်းခဏလေးစီတက်ပြီးပြီဆိုလို့ရှိရင်တော့ခရမ်းချင်သီးလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်ခရမ်းချင်သီးလေးတွေနူးပြီးကြက်တဲ့အထိကိုချက်လိုက်ပါမယ်အနည်းလေးကနူးပြီးကြက်လာပြီဆိုလို့ရှိရင်အေးခံပြီးတော့ blender တွေကိုထည့်ကြိတ်လိုက်ပါမယ်ကျွန်မအခုလိုခရမ်းချင်သီးအနစ်ကို blender နဲ့ကြိတ်လေးရှိပါတယ်blender နဲ့ကြိတ်လိုက်တော့ခရမ်းချင်သီးကြက်သွန်ဖြူကြက်သွန်နီအဖက်လေးတွေမကျန်းတော့ဘဲနဲ့အနစ်ကပို့ပြီးနည်းနည်းကနဲ့မြင်ရတာလည်းကောင်းတယ်လို့စားလို့လည်းပိုအဆင်ပြေပါတယ်ပြီးရင်မြောက်ဦးလေးတွေကိုကိုကြိုက်တဲ့အရွယ်အစားလေးတုံထားပါမယ်ဟိုထဲမှာစီနှဲငယ်ထည့်မယ်ပဲနန္တာစီထည့်မယ်ပဲနန္တာစီလေးတွေအရောင်ပြောင်းလာရင်မြောက်ဦးထည့်မယ်စနွင်းမုံအနှဲငယ်ရုပ်ကောင်းမုံအနှဲငယ်ထည့်ပြီးတော့မှမြောက်ဦးလေးတွေကျက်လာတဲ့အထိကြော်ပေးပါမယ်မြောက်ဦးလေးတွေကျက်လာပြီဆိုလို့ရှိရင်ခုနကကြိတ်ထားတဲ့ခရမ်းကျင်ဒီအနစ်ကိုထည့်ပါမယ်ပြီးရင်ကလပဲလုံးကိုလည်းတစ်ခါတည်းထည့်ပါမယ်ကျွန်မကရှင်းညကလေးကရေစိမ်ပြီးတော့ပြုတ်ထားတဲ့ကလပဲကိုအသုံးပြုထားပါတယ်ကလပဲလုံးအစိမ်းကိုထည့်မယ်ဆိုလည်းရပါတယ်ပြီးရင်ရေအနှဲငယ်ထည့်မယ်စားထည့်မယ်စီရာမုံလေးထည့်ပါမယ်ပြီးရင်ကိုကြိုက်သလိုဒါကိုအရေတောက်ဖြစ်ဖြစ်အနစ်ဟင်းဖြစ်ဖြစ်ရေလေးကိုလိုအပ်သလိုလေးပြင်ပြီးမှစားလို့ရပါပြီဒီဟင်းကိုအားလုံးပဲကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်